အားလုံးပဲမင်္ဂလာပါ Expire Recreation ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ညီကိုတွေအတွက်ပွဲစဉ်နှစ်ပွဲနဲ့အတူမောင်းကပ်ပွဲစဉ်လေးတွေကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ပထမတစ်သိန်းကတော့အားလုံးမြစ်ထဲကဖွင့်ထားတဲ့ပွဲစဉ်ဖြစ်ပါတယ်အစာပိုင်ရှင် U21 နဲ့ပေါ်တူဂီ U21 ပွဲစဉ်ဖြစ်ပါတယ်အစာပိုင်ရှင်နဲ့ပေါ်တူဂီကပထမကြော့မှာပေါ်တူဂီက5စီးနဲ့နိုင်တာလို့အခုလက်ရှိအနေထားရပေါက်ထားတဲ့ပေါ်ရီကြီးကပေါ်တူဂီက3.65ပြပေါက်ထားတာဖြစ်ပါတယ်အများကြီးစဉ်းစားစရာမလိုပါဘူးအစာပိုင်ရှင်အိမ်ရှင်ဖြစ်ပေမဲ့လို့လူစင်းအနေထားရပေါ်တူဂီကအတော်လေးတာနေလို့ဒီပွဲစဉ်ကိုညီကိုတွေရွေးချယ်မယ်ဆိုရင်တော့ပေါ်တူဂီဘော်ဒီကိုရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကညနေ9:00နာရီပွဲမှာကစားမဲ့ပွဲစဉ်ဖြစ်ပါတယ်။တပွဲကောင်းရိုက်လို့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။နောက်တစ်နေ့ကတော့ Cyprus နဲ့စပိန် U21 ပွဲစဉ်ဖြစ်ပါတယ်။စပိန် U21 ရဲ့ခြေစမ်းကတော်တော်လေးကိုကောင်းမှုနဲ့အနေထားရှိပါတယ်။ပေါက်တာရဲ့ပေါ်ဒီဂျီကတော့စပိန် U21 က3.60ပေါက်တာတဲ့အနေထားဖြစ်ပါတယ်။ဂိုးပြတ်သွားနိုင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါကြောင့် Cyprus နဲ့စပိန်ပွဲစဉ်မှာတော့ညီကိုတွေရွေးချယ်မယ်ဆိုရင်တော့စပိန်ဘော်ဒီကိုရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကတော့ညကင်း9:00နာရီခွဲမှာကစားမဲ့ပွဲစဉ်ဖြစ်ပါတယ်။တပွဲကောင်းထပ်ဆော့လို့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။အခုပုံမှာပေါ်ပြထားတဲ့ပွဲစဉ်လေးတွေကတော့9လုံးမြစ်တွေက3သိန်းမောက်ကတ်ကလေးတွေပဲဖြစ်ပါတယ်။ညီကိုတွေအနေနဲ့အကြိုက်တွေရပွဲစဉ်လေးတွေကိုရွေးချယ်ပြီးကစားလို့ရမှာဖြစ်ပါတယ်။ဘောလုံးပွဲလောင်းရင်အနေရဖို့လိုပါတယ်ကျွန်တော်ဒီနေ့ကစားမဲ့ပုံစံလေးကိုအနေငယ်ရှင်းပြချင်ပါတယ်ကျွန်တော်ကတော့ညနေ9:00နာရီခွဲအဇာဘိုင်ဂျန်ပေါ်တူဂီပွဲစဉ်ကိုတပွဲကောင်းအဲ့ဒီတပွဲလေးကိုအရင်ပေါ်ဒီဆော့ရမှာဖြစ်ပါတယ်အဲ့ပွဲ9-9ရှုံးကျွန်တော်စပိန် U21 ကိုပေါ်ဒီထက်ဆော့မှာဖြစ်ပါတယ်အဲ့နှစ်ပွဲလုံးနိုင်သွားရင်တော့ကျွန်တော်မောင်းကတ်တွေကိုကစားရမှာမဟုတ်ပါဘူးအဓိကဘောလုံးပွဲထိုးရင်အမြတ်ရနေပို့လိုတာပါဒါကြောင့်ညီကိုရီအနေနဲ့ဘောလုံးပွဲထိုးမယ်ဆိုရင်ဖြည်းဖြည်းချင်းအမြတ်ယူပါတစ်ခါတလေအရှုံးပေးပါနှစ်ကားနှစ်လေပြိုင်ပါဆိုတဲ့ပုံစံမျိုးနဲ့ဆော့ပါဒါကြောင့်ဒီနေ့ညမှာ9လုံးမြစ်ထဲမှာဝင်ကစားကြမယ့်ညီကိုတွေအားလုံးဘောလုံးပွဲနိုင်ကြပါစေကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ